ပေးရမှာရေကူးမလားဘီလီရက်ထိုးမလားရှီရှားရောတောက်ချင်လားစတိတ်ပဲကြည့်မလားအပန်းဖြေမလားဓပုံမဲရိုက်ချင်လားဒါတွေအားလုံးလုံးလို့ရမယ့်နေရာတစ်ခုကိုခေါ်သွားပေးမယ်ဒီဆိုင်ကိုဘယ်လိုသွားရမလဲဆိုရင် FMI City Main Gate ကနေပြီးတော့တက်တေးဝင်သွားလိုက်ရင်ရပါပြီ Hello Cup the Hey ခွန်မဆိုင်နာမည်ကတော့ရီဟူဘာဘီကျူဒီဆိုင်မှာဘာတွေမှစားခဲ့လဲဆိုရင်တသက်လို့ခြုံချင်းခောက်ဆွဲအနစ်ကမာလာအရသာလေးနဲ့ခောက်ဆွဲသားကလည်းနူးညံ့အီဆက်ဘာအသားမှမပါတာတော့မှတော်တော်လေးစင်ပြေတယ်ကျွန်တော်ကတော့တသက်လို့မစားချင်တာနဲ့ဝဲဥရှည်လေးနဲ့မှာလိုက်တယ်အသားလေးပါတော့ပို့ပြီးတော့စားလို့ကောင်းသွားသေးတယ်နောက်တစ်ခုက Pop Si ကို Ogas စတိုင်ဂျုံသားလေးကနည်းနည်းမာရဲလို့ခံစားရပေမဲ့ဒါပေမဲ့လည်းစားလို့ရတယ်အထက်ကအသားကတော့ဝတ်သားပါအရသာကတော့တခိုက်စားပြီးရင်တလုံးလုံးကုန်အောင်စားခြင်းနဲ့စိတ်မျိုးဖြစ်ပါတယ်ဒီဖတ်ထုတ်စွပ်ပြုတ်လေးကတော့လေဝတ်သားပြုတ်ရည်လေးနဲ့လားမသိဘူးတောက်ရတာချွတ်ချွတ်လေးဖတ်ထုတ်သားလေးကလည်းတော်တော်လေးအီးတဲ့ထဲမှာပါတယ်ဒါတော့ဒီစိတ်မှာလုံးဝ share ဖြစ်တဲ့မာလာကြောက်ပစုံမှာတချို့ကရှောင်းလုံးရှားလို့လည်းခေါ်တယ်အကောင်သေးပေမဲ့အစိတ်ပြင်းနေဆိုတာဒါမျိုးအရသာပါဇက်ထဲမှာတော်တော်လေးထုံပြီးတော့အရမ်းမိုက်တယ်ကျွန်တော်တို့အရမ်းကြိုက်မာလာငါးခင်ရဲ့အနံ့ကလည်းတော်တော်လေးဆွဲဆောင်နေပြီငါကဇလာဗီယာငါ့ကိုတုံးပေးထားတာဆိုတော့အကောင်ကြီးပြီးတော့အသားကြီးလည်းများတယ်ငါအသားချွတ်ချွတ်လေးကိုမာလာအနစ်လေးနဲ့ဆိုတော့တော်တော်မိုက်တယ်နံရိုးတုံးကြီးတွေကလည်းကြည့်ပါဦးအသားတွေအများကြီးပဲအသားတုံးကြီးတွေကိုအားရပါရကန်ဆွဲရတဲ့ feeling ကတော်တော်လေးကိုမိုက်တာအရသာနှက်ထားရလဲဘာမှပြောစရာကိုမလိုခီယူကြိုက်တဲ့သူတွေအတွက်မာလာခီယူတွေလည်းရတယ်မောက်ချိတ်မောက်ချိတ်ဆိုတဲ့သူတွေအတွက်လည်းမျိုးရှယ်မောက်ချိတ်ပွဲကြီးတွေလည်းမစားလို့ရရနော်ဒီဆိုင်မှာအကင်တွေဆိုတာလည်းမရတာမရှိတော့အောင်တော်တော်လေးကိုစုံနေထဲမှာပါတယ်အကင်ကိုထားပါတော့ promotion လေးရှိသေးတယ်ပြအောင်မယ်ဒီသိမ်းမိုးကြော်တာနဲ့အန်စာတုံးနဲ့ချိန်လှိမ့်လို့ရမယ်တစ်ချိန်မှာ၄ကစားလို့ရမှာပါကနန်းနဲ့ချိန်တူရင်10% discount 3ချိန်တူရင်20% 4ချိန်တူရင်တော့40% ဒါအပြင်ကနန်းအစင်လိုက်ကြရဲဆိုရင်လည်း30% discount ပါဥပမာ1234 2345 3456အဲ့လိုမျိုးပါဂိမ်းလေးကတော်တော်လေးပျော်စရာကောင်းမဲ့ပုံမဲ့နော်ပြီးတော့ဒီမှာကဗဒေးပါတီတွေပါလို့ဖို့အတွက်နေရာလေးလည်းငါပေးသေးတယ်တဲ့ဒီနေ့ကတော့ဒီလောက်ပါပဲနောက်မှပြန်တွေ့ကြ